ဖေဖေမေမေတို့ကိုဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့အစာစားဖို့နီးစပ်တဲ့ကလေးလေးတွေကိုအစာဘယ်လိုကျွေးမလဲဆိုတဲ့အကြောင်းလေးကိုကျွန်မပြောသွားမှာဖြစ်ပါတယ်။အစာကျွေးဖို့ခက်တဲ့ကလေးလေးတွေကိုအစာကျွေးရတဲ့အချိန်ဟာမိမိတွေအတွက်အင်မတန်မှပင်ပန်းတဲ့အချိန်ပါပဲ။အစာကျွေးဖို့ခက်တဲ့ကလေးကိုဘယ်လိုပြင်ဆင်ကျွေးမလဲ။အစာဝင်အောင်ဘယ်လိုကျွေးရမလဲဆိုတဲ့မေးခွန်းဟာမိမိတိုင်းသိလို့တဲ့မေးခွန်းတစ်ခုပါပဲ။ကလေးပါကြောင့်အစာမစားလဲ။ကလေးတွေအစာမစားတဲ့အကြောင်းကတော့အကြောင်းများစွာရှိရပေါ့။ကလေးလေးတွေမကြိုက်လို့လားဒါမှမဟုတ်လို့ရှိရင်နေမကောင်းလို့လားဗိုက်ပြည့်နေလို့လားဆိုတဲ့အကြောင်းများစွာကိုသိအောင်လို့အရင်ဆုံးလုပ်ဖို့လိုပါတယ်တခါတလေမှာကလေးအစာမစားဘူးဆိုတာကမိဘတွေကစားတင်စေတလောက်ကုံအောင်လို့သူတို့မစားတာကိုအစာမစားဘူးလို့ပြောနေကြတာပါတကယ်တော့ကလေးရဲ့အစာအိမ်လေးကတိတ်တိတ်လေးပဲမို့လို့တခါတည်းအများကြီးကုံအောင်ကလေးလေးတွေကမစားနိုင်ကြပါဘူးကလေးကိုမကြကျွေးဖို့လိုပါတယ်တချို့ကလေးတွေကထမင်းမစားချင်ဘူးအပြောင်းလဲအပြင်ခောက်ဆွဲစားချင်ကြတာဒါမှမဟုတ်ပေါင်မူစားချင်ကြတာလေးရှိပါတယ်အဲ့လိုကလေးမျိုးဆိုလို့ရှိရင်လေထမင်းအစာခောက်ဆွဲပြောင်းကျွေးလို့ရပါတယ်ကလေးအစာတွေအများကြီးစားဖို့ဆိုတာထက်အာဟာရအုပ်စုသုံးခုထဲမှာဝင်ဖို့ကပိုပြီးအဓိကကျပါတယ်ကလေးနေ့စဉ်စားတောက်နေတဲ့အစားတောက်တွေဟာအာဟာရတန်ဖိုးရှိတဲ့အစားတောက်တွေကြီးဖြစ်နေအောင်လို့ဂရုစိုက်ဖို့လိုပါတယ်ဥပမာထမင်းမစားပေမဲ့အသီးအနှံတွေအရွက်တွေပြောင်းမှုတွေဂျုံတွေစတာတွေစားမယ်ဆိုရင်လေထမင်းမစားတာကိုစိတ်ပူစရာမလိုပါဘူးအဲ့လိုမှမဟုတ်ဘဲကလေးဟာအစာတွေတော့အများကြီးစားတယ်ဒါပေမဲ့အာဟာရပြည့်ဝတဲ့အစားအသောက်မဟုတ်ဘူးဆိုလို့ရှင်တော့ဒါကပြဿနာရှိလာပါပြီစော်ဒါပါတဲ့အချိုရည်တွေအေးဘူးတွေကြီးပဲကလေးကတောက်နေလို့အစားမစားဘူးဆိုရင်တော့ဒါပြဿနာရှိလာပါပြီတကြားလုံးနေစားနေမယ်ကိတ်မုတ်တွေပဲစားနေမယ်ဆိုရင်တော့ကလေးရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူးအစာကျွေးတဲ့အချိန်ဟာပျော်စရာအချိန်ဖြစ်ပါစေကလေးကိုထမင်းကျွေးအစာကျွေးတဲ့အချိန်ဟာကလေးစိတ်ကြည်ကြည်လင်လင်နဲ့အစာစားမယ့်အချိန်ဖြစ်ဖို့လိုပါတယ်ကလေးကိုအစာကျွေးတဲ့အချိန်မှာအော်ငေါက်စုပူပြီးမကျွေးရပါဘူးအစားတောက်စားတယ်ဆိုတာတကယ်ကတော့ကြောက်စရာကောင်းတယ်နက်စရာကောင်းတယ်လို့သူတို့စိတ်ထဲမှာထင်သွားပြီဆိုလို့ရှိရင်အစားတောက်ကမုန်းတီးမှုဖြစ်လာစေပါတယ်ဒီတော့ကလေးအစာစားတဲ့အချိန်ကလေးကမမေရောကလေးရောပျော်ပျော်ရွှင်ရွှင်လေးနဲ့တတရရလေးဖြစ်ဖို့ပထမဦးဆုံးအရေးကြီးရယ်ဆိုတာကိုမှတ်ထားပေးဖို့လိုပါတယ်အစာစားတဲ့အချိန်မှာကလေးပိုက်ထဲကိုအစာဝင်ရင်ပြီးရောဆိုပြီး TV ဖွင့်ပြီးကြွေးတာမျိုးတွေမလုပ်ရပါဘူးကလေးဟာသူ့ဗိုက်ပြေလာတော့ဗိုက်ပြေကြောင်သိဖို့လိုပါတယ်ကလေးကိုအစာကျွေးတဲ့အချိန်မှာကလေးကိုယ်တိုင်ခတ်စားလို့ရအောင်ပကံတစ်ချက်ထဲမှာဇုံးကလေးတက်ပြီးပြင်ဆင်ထားဖို့လိုပါတယ်လက်နဲ့ကင်စားလို့ရတဲ့လိမ္မော်သီးလိုမုန့်လိုဟာမျိုးဆိုရင်တော့သူတို့ကိုယ်တိုင်လက်နဲ့ယူစားခိုင်းရပါမယ်အစာကျွေးတဲ့အချိန်သို့မဟုတ်အစာစားတဲ့အချိန်ဒီအချိန်ဟာကလေးအတွက်အရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကလေးဟာအသားအရွက်ဟင်းရည်ထမင်းအသီးစတဲ့အစားအသောက်တွေနဲ့မတူတဲ့အနံ့တွေမတူတဲ့အရသာမတူတဲ့အထီတွေဝါလိုက်လို့ရှိရင်မြည်တဲ့အတန်တွေဥပမာတခွားသီးဝါတာနဲ့အသားကိုဝါတာဟာအတန်မတူဘူးဟင်းကြိုလေးကိုရှုပ်ခနဲ့ဆိုပြီးတောက်လိုက်တဲ့အတွက်ကြောင့်မလို့ကြားတဲ့အတန်ချင်းရည်ဟင်းရဲ့ဟင်းကြိုရဲ့ဟာအရသာလည်းမတူဘူးဆိုတဲ့အရာကိုကလေးလေးတွေဟာသိလာစေရပါမယ်မတူတဲ့အစားအသောက်တွေရဲ့ပုံစံတွေကိုမျက်စိကနေမြင်ရမယ်ပြီးရကအတန်ဝါတဲ့အချိန်မှာနားကနေကြားရမယ်ပြီးတော့ဒီအသားကိုဝါတဲ့အချိန်မှာရှာနဲ့ထိတွေ့တဲ့အထိတွေမတူတာတွေကိုကလေးကွဲပြားသိဖို့အတွက်လိုပါတယ်ကလေးကအစာစားတဲ့အချိန်ဟာလေကလေးစူးစမ်းလေ့လာသိယူနေတဲ့အချိန်ပဲဖြစ်ရပါမယ်ကလေးမြင်ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက်အစာစားခြင်းဟာတစ်ခုပါဝင်ပါတယ်ရှင်ကလေးကအစားအသောက်တွေကိုဇွန်းနဲ့သူ့ဖာသာသူခတ်စားမယ်ဆိုလို့ရှိရင်လည်းကလေးရဲ့လက်မောင်းနဲ့လက်ချောင်းတွေမှာရှိတဲ့ကြွက်သားတွေတန်မာအောင်လို့လေ့ကျင့်ယူတာပဲဖြစ်ပါတယ်ဒီတော့အရေးကြီးတဲ့သင်ယူမှုတွေကိုလုပ်နေတဲ့အချိန်မှာထမင်းစားချိန်ဟာကလေးပျော်ပျော်ရွှင်ရွှင်နဲ့အစားအသောက်ကိုစားရမယ့်အချိန်ဖြစ်ရမယ်အစာကိုကြောက်တဲ့ကလေးကအစားစားရမှာကိုဒီထက်ပိုပြီးကြောက်မသွားအောင်လို့ဖေဖေမေမေတွေအနေနဲ့သတိပြုပြီးလိုပါတယ်ဒီတော့အချုပ်အဖြစ်ပြောရမယ်ဆိုရင်တော့နံပါတ်1အစာစားတဲ့အချိန်မှာ TV ဖွင့်မကြွေးရဘူးအစာစားတဲ့အချိန်မှာကလေးကြောက်နဲ့ကြီးစွာနဲ့မစားရဘူးခလေးဘလောက်စားလဲဆိုတာထက်ကလေးဘာစားနေတယ်လဲဆိုတဲ့ကိစ္စဟာပိုအရေးကြီးပါတယ်ကလေးအတွက်အာဟာရမဖြစ်တဲ့အချိုရည်တွေကိတ်မုတ်တွေဒီလိုအရာမျိုးတွေမကြွေးဘဲနဲ့ထမင်းတစ်ခုတည်းမှမဟုတ်ဘူးအာဟာရဖြစ်မဲ့အသားအရွက်အသီး
သမင်းအစားဂျုံလိုအရာမျိုးတွေပေါ့နော်အစားထိုးပြီးရောကျွေးမယ်ဆိုရင်လေကလေးအတွက်အစားမစားခြင်းဟာပြဿနာတစ်ခုမဟုတ်ဘူးဆိုတာလေးကိုပြောပြချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်